မြင်တွေ့နေရတာကတော့ဒေါသထွက်နေတဲ့ဂျူးအမျိုးသမီးတူပါအီရန်ဆန္ဒပြပွဲမှာအသက်ခံလိုက်ရတဲ့ဂျူးအမျိုးသမီးဆိုပြီးသူမရဲ့ပုံကိုအစ္စရေးမီဒီယာတွေကအသုံးပြုဝါဒဖြန့်တာကြောင့်ဒီလိုဒေါသထွက်နေတာဖြစ်ပါတယ်အီရန်ကအစိုးရစက်ကျင်ရေးဆန္ဒပြပွဲမှာဂျူးလူမျိုး၄ဦးအသက်ခံခဲ့ရတယ်လို့အစ္စရေးမီဒီယာတွေကဝါဒဖြန့်ပါတယ်အဲ့ဒီထဲမှာသူမရဲ့ပုံလဲပါဝင်နေတာပါမခေါ်ခဲ့ဒီဘဘိုက်ချယ်လီဒီဘဘိုက် ဘာတွေဖြစ်နေတာလဲကျမအိမ်မှာပဲလေနောက်နိုင်ရွယ်ဆိုရင်ကျမလေ့ကျင့်ရေးတွားတော့မှာ ဒီလိုဝါဒဖြန့်တာကိုမကြိုက်ဘူးလို့လိုယာဇီယွန်ဆိုတဲ့ဒီဂျူးမျိုးသမီးကပြောပါတယ်။ဒီကဆန္ဒပြမှုမှာတေဆုံးသူတွေနဲ့ပတ်သက်ပြီးမီဒီယာတွေမှာအချက်အလက်မှားယွင်းဖော်ပြတာမျိုးကိုလည်းမကြာခဏတွေ့ရပါတယ်။ပြီးခဲ့တဲ့နှစ်ပတ်အရင်ကလည်းအီရန်ဆန္ဒပြပွဲမှာအသက်ခံလိုက်ရသူဆိုပြီးအမျိုးသမီးတဦးရဲ့ပုံကိုမီဒီယာတွေနဲ့ online စာမျက်နှာတွေမှာကြကြပြန့်ဖော်ပြခဲ့ပါတယ်။တကယ်တော့သူမဟာတူရကီရုပ်ရှင်တရုတ်ဆောင်တဦးဖြစ်ပြီးအီရန်နဲ့မသက်ဆိုင်ကြောင်းတူရကီမှာပဲအသက်ရှင်လျက်ရှိနေကြောင်းတူရကီအစိုးရကထုတ်ပြန်ဖြေရှင်းခဲ့ပါတယ်။